နကပြောလိုက်တဲ့ကိုဟောမဲ့တရားကပါတယ်လေနေမဝင်ခင်ရိတ်ကပြင်းတော့ကိုဟောမဲ့တရားတော့ကိုမေ့သွားပြီတရားတိုင်းနဲ့ဒီခံပြီးသွားမန်းသွားမသွေးပြန်နိုင်လေလို့ပြန်ကြစေကောင်းတည်းတာတို့ခေါ်လေဘိုးဘာတွေကိုစားတာပါတရားနဲ့နေမဝင်ခင်မှာရိတ်ခါပြင်ထားဖို့မလိုဘူးလားတရားနဲ့ဒီနေရာမှာလို့ကိုယ့်ရဲ့ဒီတတိတာအတွက်အလုပ်၄ခုတည်းမှာအဲ့ဒီအလုပ်၄ခုတည်းကတစ်ခုခုကိုရအောင်ယူရမယ်အဲ့ဒီအလုပ်၄ခုကဘာတွေလဲဆိုလို့ရှိရင်လိုက်တော့ကုသိုလ်ဥစ္စာကျမ်းမာမျိုးနဲ့ပညာတကိုတမျိုးမျိုးမှာအကျိုးမထွားဟိုနေသွားတတဝမ်းနဲ့ဖွယ်နောက်တစ်ခါကုသိုလ်ဥစ္စာကျမ်းမာမျိုးနဲ့ပညာတကိုတမျိုးမျိုးမှာအကျိုးမထွားဟိုနေသွားတတဝမ်းနဲ့ဖွယ်အလုပ်လေးခုကဘာတွေလဲဆိုလို့ရှိရင်နာမတေကုသိုလ်နာမနေဥစ္စာနာမတောင်းပညာနာမလေးကကြတော့ပညာတကုတမျိုးမျိုးမှာအကျိုးမထွက်ထုံးနေတော့တတဝမ်းနဲ့ဖွယ်နာမတေကုသိုလ်ဒီတနေ့တာအတွက်လေးမှာကုသိုလ်ကိုရအောင်မယူရမှာလားယူရမှာလားအခုလိုမျိုးတရားပွဲကြီးကျင်းပနေတာဒီတခြားယူနေတာလားကုသိုလ်ယူနေတာလားကုသိုလ်ယူနေတာနောက်တဲ့နာမနေ့ကဥစ္စာဟုတ်တာအာနနာအာနေတတူဟုတ်တာအာနနာနေတတူဟုတ်တာအာနနာနေတတူ자, 다시 한 번 더.